အဲ့ဆိုရင်လက်ရှိမှာဂျမန်တိုင်9ပြီပေါ့နော်ဂျမန်တိုင်9လောက်ပဲဆိုကျွန်တော်ဟို20စက္ကန့်တော့ဖြစ်သွားပြီရားလည်းကိုခရစ်စတန်ဘယ်ကောင်ရလဲအော်နီယိုတန်းမှာလို့နီယိုတန်းမှာဗျာနီယိုတန်းမှာဘယ်လိုနီယိုတန်းမှာဆိုတော့လက်ရှိမှာဂျမ်နိုင်နီယိုတန်းလက်ရှိမှာတော့နော်ရားတဲ့ကောင်လေဂျန်တဝန်နဲ့ခရစ်ဆိုတော့မလိုတဲ့ကောင်တွေရောင်းလိုက်မလားဂျမန်ဗီတာနဲ့ရောင်းလိုက်မလားအမြန်ထည့်လိုက်မလားဟီရိုလေးကျွန်တော်တို့အော်ပုံမှန်လဲကျန်းကုန်ပြီပုံမှန်လဲကျန်းနေဆိုတော့ဂျမန်လက်ရှိမှာတန်းမှုတဲ့ခတ်နေရဂျမန်တန်းမှုတဲ့လိုအပ်နေရဂါရိုလုံးနဲ့ဂါရိုတစ်ကောင်လုံးနဲ့ဂါရိုရအောင်မလားလက်ရှိမှာဂါရိုအချင်းလက်ရှိမှာတော့73စက္ကန့်လက်ရှိမှာဂါရိုတစ်ကောင်ရအောင်မလား level 10မှာဂါရိုရှာ level 10မှာဂါရိုပေးလိုက်မှာတစ်ကောင်လေးပဲဂါရိုအေးလာပြီဗေဇာထုတ်နီယိုတန်းအိုးရားတဲ့ကောင်လေးလေဂျန်3ကောင်နဲ့ခရစ်စတယ်ပဲရောင်းပြီးခတ်ကုန်ပြီလက်ရှိမှာ tradition လီယိုမော့နီယိုကိုပဲပါတယ်ရောဟာရှုံးသွားပြီရောင်းဖိုးဖြစ်သွားတာရောင်းအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဂျမနိုင်မှာဒီနေ့မှာတော့ Moscow Commander နဲ့တိုင်999ကိုဘယ်လိုထောင်ရမလဲဆိုတာကိုပြောပြပေးသွားပါမယ်ပြီးခဲ့တဲ့ update မှာတော့Neo Synergy ကို net flight တဲ့အတွက်ကြောင့်တိုင်999ပြေဖို့ကအရင်ကထက်ပိုပြီးတော့ခက်ခဲတော့ပါပြီတိုင်999ပြေဖို့ဆိုရင်ကိုယ့်ရဲ့ play style အပြင်ကိုနဲ့တွေ့မဲ့ player တွေကဘာတွေစော့နေလဲပေါ့လဲအများကြီးမူတည်ပါတယ်ဥမာပွဲတစ်ပွဲထဲမှာ Ruby Commander တွေ Cushion Commander တွေ Mia Commander တွေ Minotaur Commander တွေစသဖြင့် early game ကိုပြီးစောတဲ့ Commander တွေများနေပြီဆိုရင်တော့တိုင်999ပြေဖို့ဆိုတာကတော့မဖြစ်နိုင်တာတော့ပါပဲ Moscow Commander နဲ့တိုင်ထောင်တော့မယ်ဆိုရင်လုံးစရာနှစ်ချက်ရှိပါတယ်ပထမတစ်ချက်ကတော့ Neo 6ကိုမြင်ရအောင်ရှာပါဒုတိယတစ်ချက်ကတော့ဒီဘုတ်ပေါ်မှာရှိတဲ့ hero တွေကိုမြင်ရှာပြီးတော့2 star မြင်တင်ပါပထမတစ်ချက်ကိုပြောမယ်ဆိုရင် Moscow Commander က Lunos Commander တို့လို blessing အပေါ်မရှိတဲ့အတွက်ကြောင့် Neo 6ပြည့်ဖို့အတွက်ဆိုရင် Fasa Hero လိုအပ်ပါတယ်အဲ့အတွက်ကြောင့် Fasa Hero ကို level 7မှာရှာဖို့လိုပါတယ်ဒီဘက်မှာတော့ကျွန်တော် Facebook ကနေ Fasa ရသွားတဲ့အတွက်ကြောင့် level 7မှာအထူးတလဲရှာစရာမလိုအပ်တော့ပါဘူးတကယ်လို့ Facebook ကနေလည်း Fasa မရဘူး level 6မှာလည်း Fasa Hero ပေါ်မလာဘူးဆိုရင်တော့level 7ကိုတင်ပြီးတော့ Fasa ကိုမြင်ရှာတင်ပါတယ်ဒါကတော့ပထမအချက် Neo 6မြင်ပြဖို့အတွက်ပါဒုတိယတစ်ချက်ကတော့5ချက်တန် hero ကို Moscow ရဲ့ symbol ကိုတင်ပြီးတော့5ချက်တန်2 star နဲ့ပွဲကိုထိန်းဆော့ဖို့ပါပဲဒီနေရာမှာ Moscow scale ကိုသိမသိသေးတဲ့သူတွေအတွက်နည်းနည်းရှင်းပြပေးပါမယ် Moscow scale ကတော့သူ့ဘေးနားမှာရှိတဲ့ဒီ Moscow symbol ကိုတစ်ချက်တန်2ချက်တန်3ချက်တန်4ချက်တန်4កောင်ကိုတူလိုချင်တဲ့ hero ကိုရှာပေးရမှာဖြစ်ပါတယ်တစ်ချက်တန်2ချက်တန်3ချက်တန်တွေကတော့ဒီတိုင်းရှာစရာမလိုဘဲနဲ့ short မှာပေါ်လာနိုင်ပေမဲ့4ချက်တန်ကတော့ level 7မှာ short မှာပေါ်လာနိုင်ခြေတော်တော်လေးနည်းပါတယ်အဲ့အတွက်ကြောင့်တကယ်လို့ Fasa မရသေးဘူးဆိုရင် Fasa ကိုရှာရင်းနဲ့ level 7မှာဒီ symbol တင်မဲ့ခေါင်ကိုပါတစ်ခါရေးတွဲရှာရမှာပါ Let the battle rage on Your fate is mine to inscribe Lilia's power and Spear of water makes you drown quicker Death is never the end The stars align again ဒီမှာဆိုရင်ကျွန်တော် level 7မှာရှာတာ920လောက်သုံးတာတော့မှပဲ Eritel ကိုမရတော့ပါဘူးဒါပေမဲ့ကျွန်တော် Eritel ကိုရှာရင်းနဲ့ဘိန်းနောက်တစ်ကောင်မှထည့်ရလိုက်ပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်ဘိန်းကို2 star မတင်တော့ဘဲနဲ့အခုချိန်မှာဘိန်းနဲ့ရတဲ့လောက်ထိမ့်မယ်ပြီးတော့မှ Facebook ကနေပြီးတော့ကလုံးဘာညာလူပြီးတော့ဘိန်းကို2 star တင်ပြီးပဲထိမ့်ဖို့ဆုံးဖြတ်လိုက်ပါတယ် One step closer ဒီနေရာမှာကျွန်တော်ကလုံးကို6ချက်နဲ့ရလိုက်ပါတယ်6ချက်နဲ့ရဖို့တော့ဆိုရင်ဒုတိယနေရာမှာတက်ပါ
ကိုက12ချက်ပေးဖို့ဆုံးဖြတ်ထားရင်တော့ပထမဆုံးတက်ပါအခြားပလေယာကလာလူရာနဲ့ချက်ချင်းပြန်ပြီးတော့တက်ပါဒီနီလန်းကမှန်းပြီးတော့တက်တာထက်ပိုပြီးတော့လွယ်ကူပါတယ် Honor to have died in this wondrous city. အဲ့တော့ကျွန်တော်ဘိန်းကိုဂလုံးသုံးပြီးတော့2 star တင်လိုက်မယ်ပြီးတော့ရာသလောက်ပွဲထိမယ်ဒီပွဲမှာကတော့ကျွန်တော် Ruby 2ယောက်ပါတယ် Alice တွေပါတယ်လည်းပါတဲ့အတွက်ကြောင့်တိုင်999ပြေးဖို့ကတော့တိတ်မလွယ်ကူပါဘူးတိုင်900လောက်ထိပဲထောင်ပြီးတော့ Lin 2 star ဒါမှမဟုတ်ရင်ဂလုံးနှလုံးရှားဖို့မျှော်လင့်ထားပါတယ်အဲ့တော့ကျွန်တော်ဒီပွဲမှာတိုင်900ပြေးသွားပါမလားဘာ reward တွေရသွားမလဲဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ပေးပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးများကြီးတင်ပါတယ် One step. One step closer. Monster One kill. step closer. One step closer. May reign commences. Hide my right. Watch your step now. I could use some cupcakes now. All hands ahoy! I don't ride the tide. I Da da da. Monster kill. Godlike. Legendary. one step closer to the end. Legendary. You can't run from me. Consider this mercy. Let the battle rage on in agony. Shut it. Step into the ring. I'll make the Consider the peace. Winter's rage. Surrender. Winter's rage. Kneel before your queen. Monster kill. Godlike. Legendary. one step closer to the end. Eternal silence shall fall across the land.